အားလုံးပဲမင်္ဂလာပါရှင်အနုပညာလောကတွေကိုတကြောပြန်လဲရောက်ရှိလာတဲ့ယွန်းရွှေရီမင်္ဂလာပါပရိသတ်ကြီးစပိုတရုတ်ဆောင်ယွန်းရွှေရီကတော့ကျက်ရဇက်ကောင်ဇက်ရုံနေရာမှာအပီပင်းစုံတရုတ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်ပဲပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားသူပဲဖြစ်ပါတယ်တချို့သောအကြောင်းရင်းတွေကြောင့်အနုပညာလောကတွေကနေအချိန်9နှစ်လောက်ပရိသတ်တွေရဲ့မြင်ကွင်းကနေပြောင်းနေခဲ့ပေမဲ့လည်းအခုတော့အနုပညာလောကတွေကိုပြန်လဲရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်အခုလက်ရှိအချိန်မှာတော့ယွန်းရွှေရီကအနုပညာအလုပ်တွေကိုပြန်လုပ်နေပြီးတော့တကြောပြန်ဝင်ရောက်လာတဲ့သူပါကိုဗစ်ကာလနဲ့ရှုပ်ထွေးနေတဲ့အခြေအနေတွေကြောင့်မရိုက်ဖြစ်တာလို့လည်းဆိုထားပါတယ်လက်တလုံးမှာတော့စကားတွေရိုက်ကူးနေကြတဲ့အပေါ်မှာလည်းပြည်သက်ကနားလည်ပေးပါဆိုပြီးတော့လည်းယွန်းရွှေရီကပြောထားပါသေးတယ်6နှစ်ကျော်9နှစ်လောက်အနုပညာလောကနဲ့အဆက်အသွယ်ပြတ်သွားတယ်ကိုဗစ်ကာလမတိုင်ခင်ကလေးကနေအနုပညာအလုပ်တွေကိုမလုပ်ဖြစ်တော့တာအခုတော့ဇလန်တွေမှာပထမဆုံးပြန်ပြီးတော့တည်ဆောက်နေပါတယ်အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားထားတယ်။စက်ကမရိုက်တာကြတော့တရုတ်ဆောင်ပိုင်းမှာလိုအပ်ချက်တွေရှိလဲနားလည်ပေးပါဆိုပြီးတော့ရွှေရွှေရီကပြည်သက်တွေကိုပြောထားပါသေးတယ်။အနုပညာအလုပ်တွေကိုမလုပ်ပဲနေတန်တော်ကြအောင်နားလိုက်လို့လေတရုတ်ဆောင်အလုပ်နဲ့စိန်သွားပြီ။အခုစက်ကပြန်ရိုက်တဲ့အခါမှာတော့အစ်စ်တယောက်လို့တမျိုးကြီးခံစားနေရတယ်လို့လေတရုတ်ဆောင်ရွှေရွှေရီကပြောထားပါသေးတယ်။အခုလက်ရှိမှာတော့ဒရိုက်တာကိုသားညီရိုက်ကူတဲ့ဇလန်တွေမှာလည်းတရုတ်ဆောင်မိုးဝှေကျိုးနဲ့အတူပါဝင်တရုတ်ဆောင်ထားပါသေးတယ်လို့လည်းရွှေရွှေရီကအခုလက်တလို့စကားရိုက်ကူးမှုအခြေအနေကိုလည်းပြောထားပါသေးတယ်။အခုလက်ရှိမှာတော့အနုပညာလောကတွေကနေတကြောပြန်ဝင်လာချိန်မှာတော့ဟိုးရင်ချင်းတွေကစကားရိုက်ကူးခဲ့မှုတွေကိုလည်းအရင်ပဲတတိရတယ်လို့လည်းတရုတ်ဆောင်ရွှေရွှေရီကအရင်တုန်းကရိုက်ကွေးအမတ်တရတွေကိုလည်းလွယ်လွယ်ဆွဆွနဲ့ပြောပြထားပါသေးတယ်။အရင်ချင်းတွေကိုအရင်တတိရတယ်အနုပညာသမားဖြစ်တော့စိတ်ကမပြတ်ဘူးကိုအနုပညာအပေါ်မှာယုံကြည်မှုမရှိတာမဟုတ်ပေမဲ့စဝေးစဝါဖြစ်ပြီးတော့ဟိုဟာဒီယာနဲ့လမ်းတွေများခဲ့ဘူးတယ်။နိုင်ငံခြားထွက်ဖို့အထီကိုစဉ်းစားခဲ့သေးတယ်။မပြတ်နိုင်မှုထွက်မသွားနိုင်မှုဖြစ်နေတယ်။သူများတွေလည်းယုံနေကြတာပဲ။ငါလည်းယုံကံမယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့တာပဲ။အခုတော့ကန်းလန်းလာလို့ပြန်လုပ်ခွင့်ရတဲ့အချိန်မှာတော့ဆုံးဖြတ်ချက်ကတေချပြီးတော့ပြန်လာတာပါဆိုပြီးတော့အခုအနုပညာလောကရဲ့တချို့ပြန်လာရတဲ့အကြောင်းကိုလည်းပွပွလင်းလင်းပဲပြောထားပါသေးတယ်။အခုလက်ရှိအနေထားမှာတော့အလုံးအခက်အခဲတွေဖြစ်နေတဲ့အချိန်အကြောင်းအမျိုးမျိုးကြောင့်စကားရက်ကူခွင့်မရတဲ့ဆက်ဖွဲ့သားတွေကိုဆက်ဖွဲ့သားတွေကိုလူကျော်အဖွဲ့ကတရုတ်ဆောင်တွေကိုလည်းပြန်လည်လက်တွဲခေါ်ပြီးတော့စကားတွေပြန်ရိုက်စေချင်တယ်လို့လည်းယွန်းရွှေရီကဆိုပါတယ်အခုအခက်အခဲဖြစ်နေတဲ့တရုတ်ဆောင်တွေဆက်အဖွဲ့သားတွေလူချန်တွေအများကြီးရှိတယ်သူတို့တွေကိုလည်းအရင်တုန်းကလိုမျိုးလိုအပ်တဲ့နေရာလေးတွေမှာခေါ်ပြီးတော့ရိုက်စေချင်တယ်အားလုံးကခက်ခဲနေတဲ့အချိန်ဆိုတော့သူတို့တွေလည်းအတော်လေးရုန်းကန်နေရတယ်လို့လည်းတရုတ်ဆောင်ယွန်းရွှေရီကပြောထားပါသေးတယ်အခုလိုမျိုးအနုပညာလောကတွေကိုတကြောပြန်လာတဲ့တရုတ်ဆောင်ယွန်းရွှေရီကတော့အရင်တုန်းကတည်းပုံမလာပလာပြီးတော့ပြပြဖဖောင်းလေးနဲ့ချစ်စရာကောင်းနေပါသေးတယ်အရင်ကနဲ့မတူပဲတင်းတင်းရင်နဲ့လက်ပနေတဲ့သူမရဲ့ပုံရိပ်တွေကိုလူမှုကွန်ရက်ကနေတဆင့်ပရိသတ်တွေကိုဝေမျှထားပါသေးတယ်ဒီနေ့ခေတ်ရတရုတ်ဆောင်တွေကသူတို့မနစ်သက်တဲ့ခနာကိုအစိပ်ပိုင်းတချို့ကိုခွဲစိတ်ပြုပြီးမှုတွေပြုလုပ်လာကြပြီးမဲ့လေတရုတ်ဆောင်ယွန်းရွှေရီကတော့မိဘကပေးတဲ့တဘာဝအလားတိုင်းလောက်ပဲကျင်းနေရလို့ပြောထားတာပဲဖြစ်ပါတယ်ရှင်။